အေးဆက်တဲ့အတန်ကြီးဟာဦးပုရဲ့နားနားမှာကပ်ပြောနေသလိုကြားရတယ်။ဦးပုရဲ့လက်ထဲကတူမီးတနက်တောင်မြေပြင်ပေါ်ပြုတ်ကျသွားတယ်။သူ့မျက်လုံးတွေကတော့မယုံနိုင်စွာပြူးကျယ်နေတယ်မင်း။မင်းကဦးပုဟာတခုခုကိုမှတ်မိသွားသလိုနောက်ကိုယိုင်သွားတယ်။ဆရာတော်ဦးဝိစိတ်တကတော့အံ့ဩသွားတယ်။သူကြီးဒီအရာကိုသိနေတာလားဦးပုရဲ့မျက်နှာဟာဖြူဖြော့နေတဲ့သူဟာနှစ်ပေါင်းများစွာမြုပ်နှံထားခဲ့တဲ့လျှို့ဝှက်ချက်တစ်ခုကိုပြန်မြင်နေရသလိုပဲလွန်ခဲ့တဲ့နှစ်ပေါင်း30ကဦးပုဟာငယ်ရွယ်သေးတဲ့လူငယ်တစ်ယောက်ပဲရှိသေးတဲ့တနေ့မှာတောအုပ်အတွင်းကအမဲလိုက်သမားတစုဟာမြေအောက်ကူတစ်ခုကိုတွေ့ရှိခဲ့ကြတဲ့ကူအတွင်းမှာတော့ကြောက်စာဟောင်းတစ်ချက်နဲ့အစီရင်ဇက်ဝိုင်းတစ်ခုရှိနေခဲ့တဲ့ကြောက်စာပေါ်မှာရေးထားတာကတော့ကိုမနှိုးနဲ့လူငယ်တွေဟာအဲ့ဒီသတိပေးချက်ကိုအလေးမထားခဲ့ကြဘူးသူတို့ဟာကူထဲကရှေးဟောင်းပစ္စည်းတွေကိုယူဆောင်ဖို့စူးစမ်းခဲ့ကြတယ်အဲ့ဒီအချိန်မှာပဲတောအုပ်ထဲကငှက်တွေထပြန်ကုန်ကြတယ်မြေကြီးအောက်ကနေမသေးကွဲတဲ့ငိုတံတစ်ခုထွက်ပေါ်လာတဲ့အဲ့ဒီနေ့ကစပြီးအမဲလိုက်သမားတွေတယောက်ပြီးတယောက်ပျောက်ဆုံးသွားကြတယ်သက်ရှင်ကြံခဲ့တာဦးပုတယောက်တည်းဆရာတော်ရဲ့မျက်လုံးတွေပြူးကျယ်သွားတယ်ဒါဆိုသူကြီးကအစကတည်းကသိနေတာပေါ့ဦးပုဟာခေါင်းငုံထားတယ်သူ့မျက်လုံးထောင်မှာမျက်ရည်စတွေဝဲလာတယ်ငါထင်ခဲ့တာအဲ့ဒီအရာကငါနဲ့အတူမြေမြုပ်သွားပြီလို့ဒါပေမဲ့သူမသိခဲ့တာကအညိုးဟာအချိန်ကြာလာတာနဲ့အမျှပိုကြီးထွားလာတတ်တာပဲအဲ့ဒီအချိန်မှာတောအုပ်အတွင်းကအရေးကြီးဟာရုတ်တရက်ခေါင်းမော့ပြီးလာကိုမျက်နှာမူကဟိန်းဟောက်လိုက်တယ်အတန်ကြီးကြောင့်ရွာထဲကအိမ်ဟောင်းတချို့ပြိုကျသွားတော့တယ်အိမ်ဟောင်းတွေပြိုကျသွားတဲ့အတန်ဟာညအမှောင်ထဲမှာပဲ့တင်ထက်သွားတယ်ရွာသားတွေဟာကြောက်လန့်လွန်းလို့မြေပြင်ပေါ်ဒူးထောက်ကုန်ကြပြီတချို့ကဖျားစာရွတ်နေကြတယ်တချို့ကတော့ကလေးတွေကိုပွေ့ဖက်ပြီးငိုယိုနေကြတယ်ဦးပူကတော့တောအုပ်ထဲကအရေးကြီးကိုစိုက်ကြည့်နေသေးပဲသူ့မျက်နှာပေါ်မှာကြောက်ရွံ့မှုထက်အပြစ်ရှိခြင်းရဲ့အရေးအယောင်တွေပိုထင်ရှားနေတယ်ဆရာတော်ဦးဝိစိတ်တကတိုးတိုးလေးမေးလိုက်တယ်သူကြီးဘာတွေဖုံးကွယ်ထားသေးလဲဦးပုတ်ဟာအသက်ပြင်းပြင်းရှူလိုက်တယ်ပြီးတော့နှစ်ပေါင်း30ကြာမြုပ်နှံထားခဲ့တဲ့အမှန်တရားကိုစတင်ဖွင့်ဟလိုက်တယ်အဲ့ဒီနေ့ကငါတယောက်တည်းအသက်ရှင်ကျန်ခဲ့တာမဟုတ်ဘူးရွာသားတွေအံ့အားသင့်သွားကြတယ်နောက်တစ်ယောက်ရှိသေးတယ်ဦးပုရဲ့အတန်ဟာတုန်ရီနေတယ်သူကငါညီဦးခတ်တောအုပ်ထဲကကူကိုတွေ့ခဲ့တဲ့နေ့မှာဦးခတ်ဟာကြောက်စာအောက်မှာမြုပ်နှံထားတဲ့တစ်သားတစ်တာတစ်လုံးကိုဖွင့်ခဲ့တယ်တစ်တာထဲမှာတော့ကြာပွင့်ပုံစံရေးထိုးထားတဲ့ကြောက်စိမ်းဆောင်တစ်ခုရှိနေခဲ့တယ်ကြောက်စိမ်းကိုကင်လိုက်တဲ့အချိန်မှာကူတစ်ခုလုံးတုန်ခါလာခဲ့တယ်အမှောင်ထုထဲကနေမိန်းမတစ်ယောက်ရဲ့ငိုတံထွက်ပေါ်လာတယ်ငါကလေးကိုပြန်ပေးအဲ့ဒီညကဦးခတ်ဟာယူသွတ်သွားခဲ့တယ်၃ရက်မြောက်နေ့မှာတော့သူ့ကိုမြစ်ကမ်းဘေးမှာတေဆုံးနေတာတွေ့ခဲ့ရတယ်ဒါပေမဲ့အလောင်းကိုမတွေ့ခဲ့ကြဘူးတွေ့ခဲ့တာကသွေးတွေနဲ့ရေးထားတဲ့စာတစ်ကြောင်းပဲတကားပွင့်သွားပြီဆရာတော်ရဲ့မျက်နှာဟာချက်ချင်းပြတ်သွားတယ်တကားဒါဆိုပရလောကတကားကိုဖွင့်မိခဲ့တာပေါ့ဦးပုတ်ဟာခေါင်းငုံထားတယ်